လူသူကင်းမဲ့ပြီးတက်စီးရုံရနေတဲ့မြို့ပြရဲ့အဆောက်အဦဟောင်းတွေနဲ့အတူတမျိုးလုံးမှာလည်းဇွန်ဘီတွေကနေရာနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။ဒီအချိန်မှာလင်းတယောက်လွန်ခဲ့တဲ့ရက်ပိုင်းကအသက်လူပြေးခဲ့ရတဲ့ညကိုခြောက်ခြားစရာအိမ်မက်အဖြစ်မှတ်နေခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာလည်းရုတ်တရက်တကားခောက်တန်ကြောင့်လက်နိုးလာခဲ့ပါတယ်။တကားဖွင့်လိုက်တဲ့ခါမှာတော့အိမ်နီးချင်းဖြစ်သူဦးလေးခင်ရောက်လာတာဖြစ်ပြီးအပြင်ကအချိန်တွေကြောင့်လင်းကိုအဆင်ပြေရလားလို့သတင်းလာမိတာပါ။ဦးလေးကင်ဟာလွန်ခဲ့တဲ့ရက်ပိုင်းကမှအပြင်သွားရင်ချော်လဲပြီးလက်မောင်းမှာထိုင်ရထားတာပါ။ပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုဦးလေးကင်ကဆက်ရှင်းပြခဲ့ပါတယ်။ TV လိုင်းတွေလည်းပြက်ကုန်ပြီးလမ်းပေါ်မှာလူတွေကယူနေသလိုပဲတယောက်နဲ့တယောက်လိုက်ကိုက်နေကြတယ်လို့ဆိုပါတယ်။လင်းကလည်းသူ့အလုပ်လုပ်တဲ့ကုမ္ပဏီမှာလုပ်ဖော်ကန်ဘက်တွေအကိုက်ခံရတာကိုမြင်ခဲ့ရလို့ဒီအခြေအနေကိုကောင်းကောင်းကြီးနားလည်နေပါတယ်။ဒါပေမဲ့အဓိကပြဿနာကတော့စားနပ်ရိက္ခာပါ။ဦးလေးကင်ရဲ့အိမ်မှာလည်းလက်တလုံးရိတ်ခါတွေပြက်လက်နေပြီပဲဖြစ်ပါတယ်။ဒီတော့စစ်သားဟမ်းဖြစ်တဲ့ဦးလေးကင်ကပဲအပြင်ထွက်ပြီးစားစရာရှာဖို့လုပ်ပေမဲ့လင်းကတော့သူ့ကိုငယ်စဉ်ကလေးကတာအရင်လုံဆောက်ရှောက်ခဲ့တဲ့ဒဏ်ရာရဦးလေးကြီးကိုအပြင်မထွက်ခိုင်းပါဘူး။မဖြစ်ဘူးဦးလေးကအသက်လဲကြီးပြီလက်ကလည်းဒဏ်ရာနဲ့ကျွန်တော်ပဲသွားရှာမယ်ကျွန်တော်ကလူငယ်မလို့ညံ့ပြေးနိုင်တယ်လို့လင်းကပြက်ပြက်တသားပြောလိုက်ပါတယ်။ဒါကြောင့်မဲလင်းဟာဦးလေးအတွက်စားစရာရှာဖွေဖို့အပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်ကိုရောက်တဲ့အခါမှာတော့နေရာပေါင်းစုံကဇွန်ဘီတွေရဲ့အနေအရကိုရင်ဆိုင်ခဲ့ရပါတယ်။ခဲပေါင်းစုံကိုကြော်ပြက်လာပြီးတဲ့နောက်မှာတော့ရိတ်ခါအတွက်လူသူကင်းမဲ့နေတဲ့စွန်မြစ်ခံကုန်းတိုက်ရှိကိုအမောတကောနဲ့ရောက်လာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့စီးကျုံနေတဲ့ဇွန်ဘီကိုထပ်မံရင်ဆိုင်ခဲ့ရပြီးကုန်းတိုက်ထဲကိုဝင်ခဲ့ပါတယ်။အဲဒီနောက်ရိတ်ခါတွေကိုအိတ်ထဲထည့်သိမ်းနေချိန်မှာပဲကုန်းတိုက်ထဲဝင်လာတဲ့လူလူလုံစုံရေးတပ်ဖွဲ့ကကြောက်မောင်းနဲ့မထမဖဲဆုံတွေ့ခဲ့ပါတယ်။စိတ်မလုံရှားပါနဲ့ကျွန်တော်ကလုံစုံရေးတပ်ဖွဲ့ကကြောက်မောက်ပါဆိုပြီးကြောက်မောက်ကလင်းကိုအရင်စကားဆလာပါတယ်။ကြောက်မောက်ဟာစီဝါတက်ခွဲကန်တစ်ခုကအရေးကြီးတဲ့လူတစ်ယောက်ကိုတွားရောက်ကတင်ရမယ့်တာဝန်ရှိနေတာပါ။ဒါပေမဲ့တယောက်ထဲသွားဖို့အနေအများတာကြောင့်လင်းကိုတူလိုက်ခဲ့ဖို့အကူအညီတောင်းခံလာခဲ့ပါတယ်။ဒီတာဝန်ဟာလူသားမျိုးနွယ်တစ်ခုလုံးနဲ့သက်ဆိုင်နေတာမို့လင်းလဲလိုက်သွားဖို့တော်တူလိုက်ပါတယ်။ဒါပေမဲ့မသွားခင်မှာကျွန်တော်လိုက်ခဲ့မယ်။ဒါပေမဲ့မသွားခင်ဦးလေးအတွက်စားစရာတွေကိုအရင်ဆုံးပို့ပေးခဲ့ခြင်းနဲ့လို့လင်းကတောင်းဆိုလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအနေအများလာတဲ့မြို့ပြက်ကြီးထဲမှာဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုနောက်လာမယ့်အပိုင်း 3 မှာဆက်လက်ကြည့်ရှုစောင့်မျှော်ပေးကြပါအောင်ရှင်။